တခါတော့ကစိမ့်ဆူအေးချမ်းတဲ့တောအုပ်လေးတစ်ခုမှာကြီးမားတဲ့တစ်ပင်ကြီးတစ်ပင်နဲ့တင်းငယ်တဲ့ချုံပုတ်လေးတို့ရှိကြတယ်။တစ်ပင်ကြီးကငါ့ကိုကြည့်ပါမြင့်မားတယ်တောက်တင်းခိုင်မာတဲ့ပင်စီရှိတယ်။ပြီးတော့ကောင်းကင်ကိုထိမတက်အောင်ရှိလို့မှော့ကြည့်ကြရတယ်လို့ဂုံယူဝင်ကြောစွာပြောတယ်။ချုံပုတ်လေးကတော့ငါကတင်းငယ်ပါတယ်ဒါပေမဲ့ကိုဖြစ်တည်မှုကိုကျင့်တတ်ပါတယ်လို့ပဲပြန်ပြောလိုက်တယ်။တစ်ပင်ကြီးကငှက်တွေအားလုံးကငါအပင်မှာနားကြတယ်။ဒီတော့အုံမှာငါဟာအရေးပါဆုံးပဲလို့ဆက်ပြောတယ်။ချုံပုတ်လေးကငါကတော့တိတ်တိတ်ဆိတ်ဆိတ်ပဲရှင်သန်ကြီးထွားပြီးငါဝန်းကျင်ကမြေသားတွေကောင်းမွန်အောင်ကူညီနေပါတယ်လို့ပဲတုံ့ပြန်လိုက်တယ်။တရက်တော့ကောင်းကင်တစ်ခွင်းလုံးမဲမောင်လာပြီးအားပြင်းတဲ့မုန်တိုင်းတိုက်တော့မလို့ဖြစ်လာတယ်။လေတွေလည်းတိုက်လာချိန်မှာတစ်ပင်ကြီးကလေးဘလောက်တိုက်တိုက်ငါမမှုဘူးလို့ဟစ်ကြွေးလိုက်တယ်။ချုံပုတ်လေးကတော့လေးနဲ့အတူမပါတော့အောင်ဝတ်ကဟန်ချက်ကိုထိန်းပြီးလုံခြုံမှုကြိုးစားတယ်။လေးတိုက်နှုံအရင်ပြင်းထန်လာတဲ့အခါမှာတော့ထောင်လွှားတဲ့တစ်ပင်ကြီးရဲ့အကိုင်းခက်တွေဟာကျိုးသွားပါတော့တယ်။မုန်တိုင်းဆဲတဲ့အချိန်တစ်ပင်ကြီးကငါရဲ့ထောင်လွှားမှုကြောင့်ဒီလိုကြုံတာပါလားလို့တွေးချိန်မှာချုံပုတ်လေးကတော့နှိမ့်ချစွာနေတဲ့ချင်းကြောင့်ဒီလိုအန်ဒီရဲကလွတ်မြောက်တာလို့တွေးနေပါတော့တယ်။ဒီပုံမြင်လေးကိုနားထောင်ခြင်းဖြင့်စစ်မှန်တဲ့စွမ်းအားဆိုတာစိတ်နှိမ့်ချစွာနေထိုင်တဲ့ချင်းကလားကြောင့်သိမြင်နိုင်ပါတယ်။